စိတ်နှလုံးအေးချမ်းအောင်စိတ်တည်ပူပန်မှုမဖြစ်ရအောင်ဘာကိုဖယ်ရှားရမလဲလို့ဆိုလို့ရှိရင်တွေ့တာမှုဖယ်ရှားတွေ့တာမှုတွေရှိနေသမျှကာလပတ်လုံးစိတ်နှလုံးအေးချမ်းမှုဘယ်သူမှမရတွေ့တာမှုသည်စိတ်နှလုံးပူပန်မှုကိုဖြစ်ပေါ်စေတယ်လို့မြတ်စွာဘုရားကိုယ်တိုင်ကလည်းဟောထားတာရှိတယ်လေတဏှာယစာယတိတောကောတဏှာယစာယတိတောကောတောကဆိုတာတဏှာကြောင့်ဖြစ်လာတွေ့တာမှုဆိုတဲ့တဏှာရှိနေတဲ့ပုဂ္ဂိုလ်တိုင်းဟာတောကဘယ်လိုမှရှောင်လွှဲလို့မရနိုင်ဘူးတောကကိုရှောင်လွှဲခြင်းလို့ရှိရင်တဏှာကိုလျှော့ချကြရဖြစ်တယ်လူတိုင်းဟာစိတ်နှလုံးအေးချမ်းပြီးတော့တောကကင်းဝေးစွာနေထိုင်ကြတယ်သို့တော့တကယ်ပဲတောကကင်းဝေးပြီးတော့နေနိုင်ကြသလားဆိုမနေနိုင်ကြဘူးဘာဖြစ်လို့မနေနိုင်တာတော့လို့ဆိုတော့အဓိကအကြောင်းဖြစ်တဲ့တွေ့တာမှုကိုမဖယ်နိုင်လို့ပဲတွေ့တာမှုကိုမဖယ်နိုင်သေးတဲ့မြတ်တောကဆိုတာဘယ်တော့မှရှော့ချနိုင်ကြမှာမဟုတ်ဘူးတဲ့